မိတ်ဆွေတချို့လာပြီးတော့မှမေးကြတဲ့မေးခွန်းလေးတစ်ခုရှိတယ်။ online မှာနေရာတနေရာရဖို့အတွက်ဘာတွေလုပ်သွားရမလဲဆိုပြီးတော့မှလာမေးကြပါတယ်။ဒီတော့ online မှာနေရာတနေရာရဖို့ဆိုတာကနည်းပညာတွေအများကြီးတက်ထားရုံနဲ့မလုံလောက်ပါဘူး။အဲ့ဒီနည်းပညာတွေတက်ထားတာတဲ့ကိုယ့်ရဲ့စိတ်ဓာတ်နဲ့မူကပို့ပြီးတော့မှအရေးကြီးပါတယ်။ဒီတော့ကျွန်တော်ရဲ့၄နှစ်တာကာလအတွင်းမှာကျွန်တော်လုပ်ခဲ့တဲ့အောင်မြင်ခြင်း formula လို့လည်းပြောလို့ရတယ်။ online မှာနေရာတနေရာရဖို့အတွက်မဖြစ်မနေကိုလောက်ရမယ့်အရာလို့လည်းပြောလို့ရတဲ့အချက်၃ချက်ကိုမျှဝေပေးပါမယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေက online မှာနေရာတနေရာရခြင်းနဲ့ online ကနေပြီးတော့ကိုယ့်ရဲ့ branding ကိုလူတွေသိကျင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောမယ့်အချက်၃ချက်မဖြစ်မနေကိုလောက်ရပါလိမ့်မယ်။ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါ။နံပါတ်1လောက်ရမှာကတော့ဗာလဲဆိုတော့လူစစ်ဖို့တဲ့အစစ်ဖြစ်ဖို့ကအရေးကြီးတယ်။ authentic ဖြစ်ဖို့အရေးကြီးပါတယ်။ကိုတကယ်ဝါသနာပါတဲ့အရာကိုတကယ်သိထားတဲ့တက်ထားတဲ့အရာတွေကို authentic ပေါ့နော်အစစ်မှန်တွေကိုချပြဖို့လိုပါတယ်တခြားသူတွေကိုလိုက်ပြီးတော့မှတူးစရာမလိုပါဘူးဒါကြောင့်မလို့ကိုသိထားတဲ့အရာတွေကိုယ့်ရဲ့အတွေ့အကြုံတွေကိုချပြပါကျွန်တော်လူတွေကပေါ့နော် AI ဆိုတာတက်လူတွေရဲ့ခံစားချက်တွေအတွေ့အကြုံတွေကိုပို့ပြီးတော့မှတန်ဖိုးထားကြပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေက online မှာနေရာတနေရာရချင်တဲ့ကိုယ့်ကိုလူတွေပို့ပြီးတော့မှသိစေချင်တယ်ဆိုလို့ရှိရင် authenticity လို့ခေါ်တဲ့ကိုယ့်ရဲ့အစစ်မှန်တွေအတွေ့အကြုံတွေတကယ်သိထားတဲ့အရာတွေကို online မှာချပြဖို့ရည်ကြီးပါတယ်နံပါတ်2ကတော့ဗာလဲဆိုတော့ value first လို့ခေါ်တဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရာတွေကို audience တွေကိုပေးဖို့လိုပါတယ်ဒီတော့ဆိုလိုတာကဗာလဲဆိုတော့ဒီဗီဒီယိုရိုက်လိုက်လို့ရှိရင်ဒီစာသားကိုရေးလိုက်လို့ရှိရင်ငါဘာရမလဲဆိုတာတက်ငါရဲ့ audience တွေဘယ်လောက်တောင်မှအကျိုးရှိသွားမလဲဆိုတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒါကလည်းကျွန်တော်တို့အရန်ကိုရေးကြည့်ပါတယ်ကိုယ့်ရဲ့ audience တွေအတွက်ရဲမောခြင်းတွေလားစိတ်သက်ခွန်အားတက်ကြွဖို့လားဤပညာပိုင်းတွေလားတခုခုကိုဘာတွေရသွားမလဲဆိုတာကပို့ပြီးတော့မှအရေးကြီးတယ်ပေါ့နော်ဒါဒီကျွန်တော်တို့အရင်ရေးကြီးတယ်ဒါကြောင့်မလို့ကိုကတခုခုကိုရချင်တယ်ဆိုလို့ရှိရင် value first ဖြစ်ပါတယ်ကိုဘာတွေကိုပေးမလဲဆိုတာကအရန်ကိုရေးကြီးပါတယ်နံပါတ်3အရေးကြီးဆုံးကတော့ online မှာနေရာတနေရာရဖို့ဆိုလို့ရှိရင် consistency လို့ခေါ်တဲ့စင်စက်မပြတ်လှုပ်ဆောင်ဖို့အရင်ရေးကြီးပါတယ်တနေ့တည်းနဲ့ငါရဲ့ဗီဒီယိုပေါက်ဖို့ထက်ပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုတွေကကိုယ့်ရဲ့ audience နေစီကိုအမြဲတမ်းစီးဆင်းနေဖို့လိုတယ်သူတို့တွေနေ့စဉ်နဲ့မြကိုယ့်ရဲ့ဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာစိတ်သက်ခွန်အားတက်ကြွနေရမယ်။ဤပညာပိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေတစ်ခုခုကိုရနေရမယ်။ motivation တွေရနေရမယ်။အမြဲတမ်းစီးဆင်းနေဖို့လိုတယ်ပေါ့နော်။မိုးရွာနေပူပူလေပဲတိုက်တိုက်ပေါ့နော်။ကိုယ့်ရဲ့ဗီဒီယိုတွေကိုယ့်ရဲ့ content တွေကပရိသတ်တွေစီကိုအမြဲတမ်းစီးဆင်းနေဖို့ဟာအရင်ရေးကြီးပါတယ်။ဒါကြောင့်မလို့ online မှာနေရာတနေရာရကျင်တယ်ဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြောခဲ့တဲ့အချက်၃ချက်ကိုတေးသေးချာချာလေးလုပ်ပါဒါဆိုလို့ရှိရင်လာအနေငယ်တော့မှ online မှာနေရာတနေရာရပါလိမ့်မယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုလေးကအကျိုးရှိမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အကျိုးရှိရင်ကိုပြီးတော့ share သွားပေးပါဦးကိုယ့်ရဲ့မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ပါစေ